တနိုင်ငံလုံးမှာတယောက်ပဲရှိတော့တဲ့ပြင်သစ်ကလမ်းမီးတိုင်ထွန်းသမားကြီးတမ်းပေပါမြန်မာပရိသတ်ကြီးရေတကမ္ဘာလုံးလျှက်စစ်မီးတွေနဲ့ထိန်းထိန်းလင်းနေတဲ့ဒီနေ့ခေတ်မှာပြင်သစ်နိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှာတော့အတိတ်ကသမိုင်းကြောင်းကိုအသက်သွေးကြောအဖြစ်ထိန်းသိမ်းထားတဲ့ထူးခြားတဲ့အလုပ်ကိုင်းတစ်ခုယနေ့ထပ်တိုင်ရှိနေပါသေးတယ်။ဒါကတော့ gas lamp lighter လို့ခေါ်တဲ့လမ်းမီးတိုင်ထွန်းသမားအလုပ်ဖြစ်ပါတယ်။လက်ရှိမှာပြင်သစ်နိုင်ငံကြီးတနိုင်ငံလုံးမှာတယောက်သေးသာကျန်ရှိတော့တဲ့ဒီပညာရှင်ကြီးဟာညနေစည်းစာရောက်တိုင်းရှည်လျားတဲ့လှေကားကြီးကိုကင်ဆောင်လာပြီးမြို့ပေါ်မှာရှိတဲ့ရှေးဟောင်း gas မီးတိုင်တွေကိုတတိုင်းချင်းစီလိုက်ပြီးတော့မီးညှိပေးရပါတယ်။ဒီအလုပ်ဟာ19ရာစုမှာတော့အလွန်အရေးပါခဲ့တဲ့အလုပ်တစ်ခုဖြစ်ခဲ့ပေမဲ့လျှက်စစ်မီးတွေထင်းထင်းရှားရှားပေါ်လာပြီးတဲ့နောက်မှာတော့လုံးဝပျောက်ကွယ်သွားခဲ့ရတာပါ။ဒါပေမဲ့ဥရောပရဲ့တချို့သောသမိုင်းဝင်ရက်ကွက်လေးတွေမှာတော့ရှေးဟောင်းအငွေအသက်ကိုမပြောက်ပြက်စေချင်တာကြောင့်မလို့ဒီရိုးရာကိုဆက်လက်ထိန်းသိမ်းထားပါတယ်။မီးအိမ်ထွန်းသမားကြီးဟာမီးညှိရရုံနဲ့မကဘဲနဲ့မီးအိမ်ရဲ့ဖန်သားပြင်ကိုတန်ရှင်းရေးလုပ်တာအတွင်းထဲကပိုက်လိုင်းတွေကိုတေချာစစ်ဆေးတာတွေကိုလှုပ်ဆောင်ကြရပါတယ်။သူမီးညှိလိုက်တဲ့ gas မီးအိမ်လေးတွေကထွက်လာတဲ့နှွေးထွေးတဲ့အဝါရောင်လင်းတန်းလေးတွေဟာခင်မီ LED မီးလုံးတွေကမပြီးနိုင်တဲ့ romantic ဆန်တဲ့ခံစားချက်နဲ့ရှေးဟောင်းအငွေသက်တွေကိုပေးစွမ်းနိုင်ပါတယ်။ဒါဟာအလုပ်တစ်ခုထက်တည်းမကဘဲနဲ့မြို့ရဲ့အမွေနှစ်ကိုလက်ဆင့်ကမ်းထမ်းဆောင်နေတာဖြစ်လို့ဒေသခံတွေအတွက်ဒီမီးအိမ်ထွန်းသမားကြီးဟာဂုံဆောင်ဖိုးတန်ပုဂ္ဂိုလ်တူပဲဖြစ်ပါတယ်။